ဓမယန်ကြီးဖျားကိုတော့ပကံမြို့ကနေမင်းနံသူရွာပဲသွားရလမ်းတိုင်းသွားရောက်ရင်လက်ရပဲချမ်းမလန်းမကန်းမှာဖူးတွေ့နိုင်ကြရမှာဖြစ်ပါတယ်ဓမယန်ကြီးဖျားရဲ့ဘဲနဲ့ပုံဟာအာနန္ဒာဖျားနဲ့ဆင်တူပြီးတော့အုပ်စီပုံလက်ရကလည်းအထူးကောင်းမွန်လာပါတယ်ဒီကူဖျားကြီးကိုတော့နရသူမင်းကတည်ထားကိုးခဲ့တာဖြစ်ပါလေလို့လေ့လာသိရှိရပါတယ်ဖာခမဲတော်အလောင်းစီသူမင်းကိုလှုပ်ကြံစီရင်ခဲ့ပြီးတဲ့နောက်မကောင်းမှုတွေကိုပြေပြောက်စေဖို့နောင်တရပြီးဒီဖျားကြီးကိုတည်ခဲ့တာလို့ဆိုကြောင်းမှတ်သားပွဲမြင်တွေ့ကြမှာဖြစ်ပါတယ်ဓမယန်ကြီးဆိုတဲ့ဝါရကတော့ပကံခေတ်ကာလဖျားကြီးအနောက်ဘက်အနီးမှာတရင်သုံးနေထိုင်တဲ့အရှင်ဓမ္မရန်တီမထေရတော်မြတ်ကြီးကိုအစွဲပြုပြီးပေါ်ပေါက်ခဲ့တာလို့သမိုင်းမှတ်တမ်းအထောက်အထားများအရလေ့လာသိရှိကြမှာဖြစ်ပါတယ်ဒီဓမ္မကြီးဖျားကိုတော့နေသူမင်းတီထားကိုရခဲ့ပါတယ်ဒါနေသူမင်းကြီးကဒီဖျားရုပ်တဲဦးမှာဆိုရင်အုတ်တစ်ခုနဲ့တစ်ခုကြားမှာအတက်ချောင်းဝင်လို့မရဘူးဒီအုတ်တစ်ခုနဲ့တစ်ခုကြားမှာဒီမျိုးအုတ်တစ်ချောင်းနဲ့တစ်ခုကြားမှာအတက်ချောင်းဝင်လိုက်တာနဲ့ပြန်ဆရာကိုလက်ဖြတ်တတ်တယ်နောက်ကြတော့ဒီမျိုးအုတ်တစ်ခုနဲ့တစ်ခုကြားမှာအတက်ချောင်းမဝင်နိုင်အောင်လို့တင်နေခဲ့တဲ့ပြန်ဆရာ2ယောက်ရှိရဲ့အဲဒီပြန်ဆရာ2ယောက်ကိုပါတက်ပြလိုက်တယ်ဘာလို့တက်ပြလို့ဆိုတော့ပကံမှာနောက်ထပ်ဒီမျိုးကြိုက်တက်ပြီးတော့တင်နေမှာဆိုလို့ဆိုပြီးတော့တင်နေခဲ့တဲ့ပြန်ဆရာ2ယောက်ကိုပါတက်ပြလိုက်တယ်နေသူမင်းကဒီဓမ္မကြီးဖျားရုပ်3နှစ်အတွင်းနဲ့တိဆောက်ထားမယ်ဆိုပြီးတော့စင်နိုင်ကိန်းချတာတယ်2နှစ်အတွင်းမှာနေရဆန်သွားတယ်ဒါကြောင့်ဒီဖျားရုပ်ပြီးမတင်နိုင်ခဲ့ဘူး3နှစ်အတွင်းနဲ့ပြီးတိဆောက်မယ်လို့ဒီရထားတော့တယ်2နှစ်အတွင်းမှာနေရဆန်သွားတယ်ဒါကြောင့်ဒီဖျားကနေအပြင်ပန်းကနေကြီးမယ်ဆိုရင်အပေါ်မှာတီးတော့မရှိဘူးဒုံးတီးလေဒါအပြီးစီးမတင်နိုင်ခဲ့ဘူးပေါ့ဒီနှစ်ခုမှာအဆက်လေဒါပေမဲ့ဘာလို့ပဲကြည့်တော့ဆိုတာဒီကဒီတဲ့မတရားကြီးမားတယ်အတွင်းလန်းတလန်းလေးဖြစ်တည်းအဲ့လိုမျိုးအတွင်းလန်းတလန်းလေးအပေါ်ဝိတ်ကနဲ့အောက်ဝင်နဲ့မများလို့ပိတ်ပြတယ်လို့ယူဆကြည့်ကြတယ်ဒါအတွင်းအခုလိုအတွင်းလန်းမှာတန်ကြီးတောင်ကုန်းတွေမပေါဘူးတန်ကြီးတောင်ကုန်းတွေမှာအုပ်ကြီးတဲ့ခါမှာအပေါ်ရဲ့ခုလည်းများတော့ဘူးမှဆိုလို့အောက်ကလန်းတန်းနဲ့အောက်လိုမျိုးအတွင်းလန်းတလန်းနဲ့ကြားစင်းတော့လေးတွေပိတ်ပြလိုက်တယ်အဲ့လိုပိတ်နေကြအရှိပဲဆိုတာဒီလိုကိုလေးတော့အရှိပဲအရှိပဲပိတ်တာဒါဒီချောင်းကျဲမှဆိုတော့အလင်းရောင်လို့ခါလို့ရောင်လို့တေးပြီးခါကျမှကိုပိတ်ပြလိုက်တာဘာဖြစ်လို့ဆိုတော့ဒီရှိကဆင်းလို့ဖျားဆင်းလို့ဒီကြောက်ပြားကြီးကမရှိဘူးဆိုရင်ဒီမှာဝင်နေအလင်းရောင်တွေကဒီထဲမှာဖျားဆင်းလို့အလင်းရောင်ကုန်ကြသေးတာအခုအရှိကနေဆက်ပြီးဒီဘက်မှာအလင်းလို့အလင်းရောင်ကြားနေတာအဲ့လိုမျိုးအလင်းရောင်လို့ဘာလို့စနစ်တကျတိဆောက်ပြီးခါကျမှပိတ်ပြလိုက်တာဒါအဲ့လိုမျိုးအပေါ်ဝင်အောင်နဲ့မများလို့ပိတ်ပြလိုက်ရတယ်ပြီးတော့ပိတ်မဲ့နေကြရောင်ကြီးတော့ဝင်နေတယ်ဒီဖက်တဲဥမှာဘီလက်မြေလို့ဘာလို့မပါဘူးလေဘီလက်မြေအစားတမကော်ရဲ့ကျွဲကော်ရဲ့ထမင်းကြီးရဲ့နွားနှုတ်ရဲ့ထင်းရဲ့စီးရဲ့အိုင်ငါမျိုးကိုရောကြုံပြီးတော့ကော်တဘောမျိုးဖြစ်ကက်ပြီးထောက်ပေါ်ခဲ့တာဒီမှာရှိတဲ့ကြောက်ပြားကတော့အုတ်တစ်ခုနဲ့တစ်ခုချမ်းမှာအတချောင်းဝင်ပြန်ဆိုလက်ပြက်တဲ့ကြောက်ပြားပဲဘူးလို့ဖြတ်ပါမလို့ရာရထင်းကုန်တာဒီဥစ္စာတော့30ရာဆိုရင်တော့တမိုင်းချောင်းမရှိဘူးတကယ်တော့ဒီအမှန်တကယ်ကတော့ဒီမျိုးတစ်ခုနဲ့ဒီဓမ္မကြီးဖျားဒုတဲ့ကြီးမားတဲ့ဖျားယူပြီးဆောက်တဲ့အခါမှာဒီမျိုးတစ်ခုနဲ့ဆိုတော့မှမှန်ဘီကိုရိုင်းဆက်မတော့တက်ရိုက်တဲ့ဒီရိုက်တဲ့ပေါင်းဖို့ကြောက်ကြရင်တကယ်ကြောက်လုံးနေပေါ့တက်ရိုက်ဒီရိုက်တဲ့ဟာဟောတော့ဘုရားမမပါဘူး